ချွေးနံပြင်းမှုဟာလူတစ်ယောက်တဲ့အော်ကလီဆန်ပြီးတော့အန်ထွက်လောက်စေတဲ့အထိဖြစ်တတ်တယ်လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာမိတ်ပြက်နိုင်စေတဲ့အကြောင်းတရားတွေမှာအာဂရင်းနံကအရန်နံခြင်းနဲ့ချွေးနံပြင်းခြင်းဟာတကယ်တော့လူမှုဆက်ဆံရေးမှာအရန်ကိုအရေးပါတဲ့ကိစ္စတစ်ခုဖြစ်တယ်ဒီနေ့ပေါ့နော်ကျမကငါးလွာမှာနေတာကျမရှိကကောင်းမိုက်တဲ့ကောက်တောက်နဲ့တက်သွားတယ်တက်တဲ့အချိန်မှာချွေးနဲ့အရန်ပြင်းတာလုံးဝမခံနိုင်တော့ဘူးမခံနိုင်တော့ကျမကလည်းသူနဲ့မျက်မှန်းတမ်းမိတယ်လို့ဖြစ်နေတော့သူ့ကိုမိလိုက်တယ်သမီးလိုဘာရင်မွေးသုံးတယ်လဲလို့မိလိုက်တဲ့အခါကျတော့နောက်ကျတော့သူလည်းကြောင်တောင်ဖြစ်သွားတယ်ဟင်းနဲ့ရင်မွေးမသုံးဘူးတဲ့အဲ့တော့သမီးရဲ့လို့အန်တီသမီးကိုဒီနေ့ပြောပြမယ်လို့သမီးကိုနည်းနည်းလေးချွေးနံလေးပြင်းနေတော့အန်တီကရင်မွေးလေးသုံးစေချင်တာပေါ့နော်ပြောပြတော့သူစော့လာလို့တဲ့သမီးလေးလို့အသက်ဘယ်လောက်ရှိပြီလဲဆိုတော့18နည်းနည်းခွဲဖြစ်ပြီပေါ့ဒါဆိုလို့ရှိရင်သမီးကအရွယ်တစ်ခုရောက်နေပြီပဲတစ်ချိန်ကြာလို့ရှိရင်သမီးကကောင်းလေးတွေရီးစားတွေရလာမှာဆိုတော့ तू ကရှက်ကိုရှက်ကန်ဖြစ်သွားတယ်ဖြစ်သွားတဲ့အခါကျတော့ तू ကပုံစံကတကယ်လို့ပေါ့နော်မကြိုက်တဲ့အမူအရာလေး तू ပြတာပေါ့သမီးတကယ်လို့ရီးစားတွေပါရရတယ်ကောင်းလေးတွေပါရတယ်ဆိုလို့ရှိရင်လို့သမီးရီးစားထားမှာရီးစားထားတဲ့ကကောင်းလေးကချွေးနှံ့နေပါပြင်းနေဆိုရင်သမီးဘယ်လိုလုပ်မလဲဆိုပြီးတော့နဲ့အဲ့ဒါကြတော့လေတမျိုးပေါ့ဆိုပြီးတော့ तू ကဘာဖြစ်လဲဆိုတော့ရှက်ကိုရှက်ကန်နဲ့အပေါ်တက်သွားတယ်ပြောချင်တာတချို့ရဲ့လူတွေကလေဂျိုင်းချွေးနဲ့အရန်ကိုပြင်းပါတယ်တချို့လူတွေမှာအာဂရင်းနံနေအရန်ကိုပြင်းပါတယ်လူတွေကကိုတတိမထားမိဘူးအဲ့ဒီခါကျတော့ကျမတို့ customer service မှာလည်းအဲ့ဒီဟာတွေကအရေးအရန်ပါတယ်ပေါ့နော်ခေါင်းလျှော်ဆိုင်တွေမှာဆိုများသောအားဖြင့်ဖြစ်တတ်တယ်အောက်ကလူကပလက်လန်းပြီးခေါင်းလျှော်ခန်းနေတယ်ဧည့်သည်အဲ့ဒီခါမှာသူတို့ချင်းပြောလို့တော့၎င်းဒါမှမဟုတ် customer ကိုပြောလို့တော့၎င်းအဲ့ဒီမှာဗဇက်ရဲ့ green နံနေအရန်နံတယ်အရန်နံတော့နောက်ကြလို့ရှိရင်ဖွင့်ပြောရမှာမင်းပါဇက်ကအရန်နံတယ်လို့ဖွင့်ပြောရမှာမြန်မာရဲ့ကချာရအရန်အားနာတယ်အဲ့တော့သူတို့ကဖွင့်မပြောအဲ့ဒီလူနဲ့ခေါင်းမလျှော်ခြင်းဘူးလို့နောက်တစ်ခုကြာလို့ရှိရင်ခဏဒီလိုကိစ္စမျိုးတွေကျုံနေရလို့ရှိရင်အဲ့ဒီဆိုင်ကိုမသွားတဲ့အထိမိတ်ပြတ်တတ်တယ်ဒါကကိုစင်ကျင်စရာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမကလေ beauty salon တွေမှာ customer service training လိုက်ပေးတဲ့အခါမှာအဲ့ green နံကိုအထူးဂရုစိုက်စေတယ်နောက်တစ်ခု hygiene ပေါ့နော်ဒီဂျိုင်းချွေးနံနေအရန်နံတာအရန်အနံ့ပြင်းတဲ့အခါကျတော့ကျမတို့အဲ့ဒီလူမှာကိုကဒီ area မှာ service area မှာရှင်းပြနေရတဲ့အခါမျိုးမှာဖြစ်လက်ဟန်ချီယန်နဲ့ဖြစ်ဘာဖြစ်သူတို့ရဲ့ကိုသင်းနှံဟာအရန်ကိုအရေးကြီးတယ်အရန်ချွေးနှံနိုင် customer နောက်ဆုတ်သွားတယ်နှာခေါင်းမတိမတာပိတ်လိုက်တာမျိုးတွေရှိတယ်ကိုယ့်ရဲ့ပါဇက်ကအနံ့နေအရန်ပြင်းနေတယ်ရိုင်းပြောရင်အာပုတ်စော်နံနေတယ်ဆိုလို့ရှိရင်သူတို့တွေကမတိမတာရှောင်ထွက်သွားတယ်ပေါ့နော်အဲ့ဒီတော့ကိုယ့်ကိုဂရုစိုက်တင်တာက customer service area မှာနေတဲ့သူတွေဒီအချင်းချင်းဆက်ဆံနေတာတချို့ချစ်သူကြီးစားကြမှာတချို့ဒီလိုအချင်းချင်းကြမှာပေါ့ဘာကြောင့်မိတ်ပြတ်သွားလဲဆိုကိုအတင်းနံနဲ့အာဂရင်းနံကအရန်ကိုအရေးကြီးတယ်ဆိုတဲ့အကြောင်းကျွန်မပြောပြချင်တာပေါ့နော်အဲ့ဒါကြောင့်မိတ်ပြတ်သွားတယ်တခါတော့ကကျွန်မလေအလုပ်ကိစ္စတစ်ခုနဲ့အဲ့ဒီလူကြီးတစ်ယောက်နဲ့တွေ့ရတယ်ပေါ့နော်တွေ့တဲ့အခါမှာကျွန်မကတငယ်ချင်းနဲ့အတူတူသွားတယ်အဲ့ဒီလူကြီးနဲ့တဝိုင်းနဲ့ထိုင်ပြီးစကားပြောတဲ့အခါမှာ तू ကပြောရင်နေလေပါဇက်ကအရန်နံလုံးအားကြီးတော့ကျမတို့မခံနိုင်တော့ဘဲနဲ့တခုခုကိုအကြောင်းပြပြီးကျမတို့ရှောင်ထွက်သွားလိုက်ရတယ်အဲ့ဒီလူကိုတွေ့တဲ့အခါမှာလဲကျမတို့ခပ်ဘူးပေးရနေပဲရှောင်သွားရတယ်။ तू ကဘလောက်ထိ green နံဆိုးလဲဆိုလို့ရှိရင် तू ကနော်4-5ပေလောက်ကနေသူ့ရဲ့အနံ့ရနေတာ။နောက်တစ်ခုပေါ့နော်။ဂျိုင်းချွေးနံနေအရန်ပြင်းတဲ့လူတို့သူတို့ရဲ့အနံ့တွေကမခံနိုင်ဘူးကွာ။လူဆိုတာကိုယ်ပိုင်အနံ့လေးရှိရမယ်။ကို့မှာဂျိုင်းချွေးနံပြင်းနေလားဂျိုင်းချွေးနံသင်းနေလားဆိုတာကိုစမ်းစစ်ရမယ်။အနည်းဆုံးတော့ကိုစမ်းတက်ကမှာပေါ့နော်။ကို့နံတကယ်တမ်းကို့နံတော့ကိုမွေးချင်မွေးနေမှာပေါ့။မွေးသည်ဖြစ်စေနံသည်ဖြစ်စေနော်မွေးသည်ဖြစ်စေနံသည်ဖြစ်စေကိုပိုင်အနံလေးတော့ကိုသုံးဆောင်တင့်တယ်ပေါ့နော်ဘာလို့ဆိုဒါလေးကိုသုံးဆွဲတင့်တယ်ဒီရေမွေးလေးသို့မဟုတ်ကိုနဲ့တင့်တော်တဲ့ roll on ကိုနဲ့တင့်တော်တဲ့အနံတစ်ခုခုဟာကိုပိုင်အနံလေးရှိတင်တယ်နောက်တစ်ခုအာဂရင်းအနံတဲ့အခါဘယ်လိုစမ်းသပ်ရမလဲဆိုလို့ရှိရင်မိတ်ဆွေတို့ဒီလက်ဖြံလေးကိုရှာနဲ့ရက်ကြည့်လိုက်ပါရှာနဲ့ရက်ပြီးတော့ချင်းပုတ်ပြီးနမ်းကြည့်လိုက်ပါအဲ့ဒါမိတ်ဆွေတို့က green နံ acid ပဲတကယ်နံပါတယ်အဲ့ဒီမှာအာဂရင်းနံနေကိုနံနဲ့အစင်ပြေးလာလို့ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုလို့ရှိရင်ဝင်းနေပိုင်းနှုတ်တာမျိုးတို့เนาะကိုဒါမျိုးလေးတွေဆင်ကျင်ရမယ်တယောက်ကနေ့ရဲ့ green နံကအရန်နံတာပဲလို့ပြောလိုက်လို့ရှိရင်မိတ်ဆွေကောင်းလို့ယုံကြည်ပါမင်းရဲ့ဂျိုင်းချွေးနံကအရန်ပြင်းတာပဲလို့ပြောလာတယ်ဆိုလို့ရှိရင်မိတ်ဆွေကောင်းလို့ယုံကြည်ပါတချို့ကမိတ်ပြက်မှာဆိုလို့မပြောဘူးတချို့ကသူတို့နဲ့မိတ်ဆွေကောင်းဖြစ်မလာမှာဆိုလို့မပြောဖွင့်ပြောလိုက်ခြင်းအပြင်မိတ်ဆွေတို့ရဲ့မိတ်ဆွေကောင်းမှာအဲ့ဒါဆိုလို့ရှိရင်ကိုကဘယ်နေရာလေးပြင်ဆင်ရမယ်ဘယ်နေရာလေးကိုလိုအပ်ချက်လေးဖြစ်ရမယ်ဆိုတာသိသွားနိုင်တယ်ပေါ့နော်မပြောပဲပါဇက်ပိန်နေပြီကိုမဆက်ဆံလို့ရှိရင်တချို့တွေကငါ့ကိုဘာကြောင့်မဆက်ဆံတော့တာလဲဘာကြောင့်ငါ့ကိုဒီလိုမျိုးပြုမှုနေတာငါ့ကိုဘာကြောင့်များရှောင်ကွင်းသွားတာလဲဆိုတာအပြောအဆိုတွေကြောင့်မဟုတ်ဘဲနဲ့အဲ့ဒီအနက်အသက်တွေကြောင့်လဲဘယ်လောက်ပါလဲဆိုတော့80%ပါတယ်ကြတော့ customer service area မှာအဲ့ဒီဟာတွေကအရန်ကိုအရေးကြီးပါတယ်မိတ်ဆွေတို့မှာဝန်ထမ်းချင်းကြားမိတ်ဆွေတို့ communication ကြားမှာမိတ်ပြတ်သွားတယ်ဘာကြောင့်လဲငါမှချွေးရင်းကျမရှိဘဲနဲ့ဘာကြောင့်လဲဆိုရင်အနက်အသက်နဲ့ green နံကအရန်အရေးပါတယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းနဲ့ဒါကြောင့် customer service area နယ်ပယ်တွေမှာ
communication နဲ့အနံ့အသက်တွေကဘလောက်အရေးကြီးတယ်ဆိုတဲ့အကြောင်းကိုကျမကမိတ်ဆွေတို့ကောင်းကောင်းရှင်းပြနိုင်တယ်ဒါကြောင့်မို့လို့ကျမတို့ဒီရဲ့ trainer အနေနဲ့ကျမသွားတဲ့အခါမှာကျမ training ပေးတဲ့အခါတိုင်းမှာအဲ့ဒီအကြောင်းကိုအများကြီးပြောပြတယ်မိတ်ဆွေတို့မှာစီးပွားရေးနယ်ပယ်မှာပဲဖြစ်မိတ်ဆွေတို့ရဲ့နေရာနယ်ပယ်တစ်ခုမှာဖြစ်ဘာကြောင့် customer တွေနဲ့ကိုကြားမှာမိတ်ပြက်သွားတယ်လဲဆိုတာသေးစိတ်သိကျင်တယ်ဆိုလို့ရှိရင်ကျမကမိတ်ဆွေတို့ကိုကောင်းကောင်းလမ်းပြပေးနိုင်တဲ့သူဖြစ်တယ်ဒါကြောင့်မလို့ကျမအနေနဲ့ coach တောင်အနေနဲ့ဒီနေ့မှာကျမဆွေးနွေးတိုင်ပင်လို့လည်းရတယ်အများကြီးကျမကဆွေးနွေးလို့ကောင်းတဲ့သူတစ်ယောက်ဖြစ်တယ်ချစ်တဲ့လွင်နှင်းစီလိုက်ပါ bye bye